နေနေ့မှာမွေးတဲ့သူတွေကတည်ငြိမ်ပြီးအလေးထားစဉ်းစားတတ်တဲ့သူတွေပါ။ဘာလို့မယ်ဆိုရင်အလင်းမလိုပဲအစမှအဆုံးထိတာဝန်ယူပြီးလုပ်တတ်တဲ့တိုက်ခဲ့ပါတယ်။သူတို့ဟာအပြင်ပန်းမှာတိတ်တိတ်ဆိတ်ဆိတ်နေပေမဲ့အတွင်းစိတ်မှာတော့အယမ်းခိုင်မာတဲ့စိတ်ဓာတ်ရှိပါတယ်။အခက်အခဲတွေကြုံလာရင်အလွယ်တကူမလျှော့ပဲတိတ်တိတ်နဲ့ပဲရင်ဆိုင်ဖြေရှင်းတတ်ပါတယ်။စနေသားသမီးတွေရဲ့အားသာချက်တွေကစိတ်ရှည်မှုခံနိုင်ရရှိမှုတာဝန်ယူမှုပြင်းထန်ခြင်းပါ။တစ်ခုခုကိုလက်ခံပြီးပြီဆိုရင်အဆုံးထိတည်ကြည်စွာဆက်လုပ်တတ်ပါတယ်။သူတို့ဟာကိုယ့်လူတွေကိုစကားထက်လောက်ရတဲ့ပိုကယူဆိုင်တတ်ပြီးမပြောဘဲကူညီပေးတတ်တဲ့သူတွေပါ။ဒါပေမဲ့အရာရာကိုကိုယ့်ဘာသာကြိုက်တွယ်ခင်တာကြောင့်တခါတလေပင်ပန်းနေရင်တောင်အပြင်မပြပဲတိတ်တိတ်ခံနေတတ်ပါတယ်။စိတ်ဖိအားကိုမျှဝေမပြောတာကြောင့်လူတွေသူတို့ကိုနားမလည်နိုင်တဲ့အချိန်လည်းရှိပါတယ်။အချိန်ရေးမှာတော့အချိန်ယူပြီးမှနှလုံးသားဖွင့်တတ်ပြီးယုံကြည်ပြီးဆိုရင်အလွန်သစ္စာရှိပါတယ်။တည်ငြိမ်ပြီးရေရှည်တန်ဖိုးထားတဲ့ဆက်ဆံရေးကိုသာရွေးချယ်တတ်တဲ့သူတွေပါ။စနေသားသမီးတယောက်ကိုဘဝထဲမှာရှိနေရင်မလွတ်မပလက်ကာကွယ်ပေးမဲ့သူတယောက်သင်ပေးမှာအမြဲရှိနေတယ်လို့ပါပဲ။စနေသားသမီးဆိုရင် comment မှာမှန်ထည့်ပြီနော်။နောက်ထပ်ဗီဒီယိုအသစ်တွေကိုလက်မလွတ်အောင် like and follow လုပ်ထားခဲ့အောင်နော်။